ခြေဖွားပြားတဲ့လူတွေအာကစားမှာမကောင်းနိုင်ဘူးမထူးချွန်နိုင်ဘူးဆိုတာတကယ်လားတချို့နီးပြတွေကခြေဖွားပြားတာရှိရင်အာကစားမှာမကောင်းဘူးလို့ပြောတတ်ကြပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာဖြစ်တာကတချို့ e-light level အာကစားသမားတွေမှာလည်းခြေဖွားပြားတာတွေရှိတတ်ကြပါတယ်ဒီဗီဒီယိုမှာတော့ခြေဖွားပြားတာကအားနည်းချက်လားဒါမှမဟုတ်လွဲမှားတဲ့အယူဆတစ်ခုလားဆိုတာကို Sport Health Science အရာ Deep Analysis လုပ်ကြည့်ပေးပါမယ်ကျွန်တော်ကတော့ဒေါက်တာစပေါ့ပါဒီအကြောင်းပြောဖို့ဆိုရင်အရေးဆုံးပုံမှန်ခြေပွားဖွဲ့စည်းပုံကိုတည်ထားဖို့လိုပါတယ်လူခြေပွားမှာအခုံးပုံစံ arch stretcher 3ခုရှိပါတယ်ခြေမဘက်ရှေ့နောက်အကြီးဆုံးအခုံး medial arch ခြေတန်းဘက်အခုံး lateral arch ကန့်လန့်ပြတ်အခုံး transfer arch ဆိုပြီးတော့3ခုရှိပါတယ်အထူးသဖြင့်ခြေမအခုံးကအရေးကြီးဆုံးပါဘာတွေလုပ်ပေးနိုင်လဲဆိုတော့ပြေးခုန်တဲ့အချိန်မှာထိခိုက်မှုအားကိုလျှော့ချပေးပါတယ် shock absorbing ကိုယ်လေးချိန်ကိုညီညီမျှမျှဖြန့်ဝေပေးပါတယ်ပြေးရလှုပ်ရှားတဲ့အချိန်မှာ energy အသုံးပြုမှုကိုပိုမိုထိရောက်စေပါတယ်။ကိုဟန်ချက်ကိုလည်းထိမ့်ပေးပါသေးတယ်။တနည်းအားဖြင့်ပြောရရင်ခြေပွားအခုံးတွေကတဘာဝ suspension system တစ်ခုလိုဖြစ်နေတာပါ။ flat free မှာတော့ဒီအခုံးပုံစံကနည်းသွားတယ်။ဒါကြောင့်ခြေပွားတစ်ခုလုံးကမြေကြီးနဲ့ထိလူနီးပါဖြစ်သွားတတ်တယ်။ဒီမှာအရေးကြီးတဲ့ biomechanic ပြောင်းလဲမှုတစ်ခုဖြစ်လာတယ်။ခြေပွားပြားမှာခြေပွားကအတွင်းဘက်ကိုရောင်ဝင်သွားတယ်။ foot inward collapse ပိုဖြစ်လာတတ်ပါတယ်။ဒါကိုလမ်းလျှောက်တဲ့အချိန်ပြေးတဲ့အချိန်မှာခြေဘွားကအတွင်းဘက်ကိုပုံမူဖိကျသွားတဲ့ movement overpronation လို့ခေါ်ပါတယ်ဒီအလွန်အကျွံ pronation ဖြစ်လာရင် movement လုပ်တဲ့ chain တစ်ခုလုံးကပြောင်းသွားနိုင်ပါတယ်ကျွန်တော်တို့ sport health science မှာပေါ့နော်ဒီ body ကိုကျွန်တော်တို့ chain တစ်ခုအနေနဲ့မြင်ကြပါတယ်ခြေထောက်မှာပြဿနာဖြစ်ရင်ခြေချင်းဝက်ကိုတက်ရောက်ပါတယ်ခြေချင်းဝက်ကဒူးကိုတက်ရောက်ပါတယ်ဒူးကတင်ကိုတက်ရောက်ပါတယ်ဒါကိုကျွန်တော်တို့ kinetic chain effect လို့ခေါ်ပါတယ်။ဥပမာခြေထောက်ပြားတဲ့အာကစားသမားတစ်ယောက်ကပြေးတဲ့အခါကျရင်ခြေဖွားကအထဲကိုလိမ်ဝင်သွားတတ်ပါတယ်။ခြေဖွားလိမ်ဝင်သွားတဲ့အတွက်ဒီခြေတလုံးရိုးကလည်းလိုက်ပြီးလိမ်သွားပါတယ်။အဲ့ဒီအခါမှာဒူးကောင်းရဲ့ alignment ကလည်းပြောင်းသွားပါတယ်။ဒီလိုပြောင်းလဲမှုပတ်တန်ကို dynamic knee valgus လို့ခေါ်ပါတယ်။ဒါကိုကျွန်တော်တို့ sport medicine မှာတော့ ACL injury နဲ့ဆက်ဆက်ပြီးလေ့လာကြပါတယ်။ဒီခြေထောက်ပြားတဲ့အာကစားသမားတွေကဒီနာကျင်တာတွေခံစားလာရတယ်ပေါ့နော်အဓိကအကြောင်းရင်းကတော့ဒီ force absorbing efficiency ကျသွားလို့ပါပြေးတဲ့အချိန်မှာမြေကြီးကနေခန္ဓာကိုယ်ကိုပြန်တွန်းတဲ့အားတစ်ခုရှိပါတယ်ဒီအားကိုခြေထောက်ရဲ့အခုံးကနေစုပ်ယူပေးထားပါတယ်ခြေထောက်ပြားတဲ့လူတွေမှာတော့ဒီစုပ်ယူနိုင်တဲ့စွမ်းအားကတိတိတတ်တာကျဆင်းသွားပါတယ်အဲ့လိုခြေထောက်အခုံးကနေစုပ်ယူမှုအားနည်းသွားတဲ့အတွက်ခြေပေါ်မှာရှိတဲ့အရွတ်တွေခြေတလုံးမှာရှိတဲ့ကြွက်သားတွေဒူးကောင်းမှာရှိတဲ့ joint တွေပေါ့နော်အဲ့ဒီပေါ်တွေမှာ stress ကပို့ပြီးတော့ကြာရောက်လာပါတယ်ဒါကြောင့်ခြေပွားပြတဲ့အာကစားသမားတွေမှာခြေပွားအရွတ်တွေရောင်တာအာခိလိအရွတ်တွေရောင်တာဒူးကောင်းနဲ့ပေါင်နာတာတွေဖြစ်တတ်ပါတယ်ဒါဆိုရင်ခြေထောက်ပြားပြီးထူးချွန်တဲ့အာကစားသမားအများအပြားဘာကြောင့်ရှိနေတာလဲဆိုတာလည်းစဉ်းစားသင့်ရပါအရေးကြီးဆုံးနဲ့စိတ်ဝင်စားဖို့အကောင်းဆုံးအပိုင်းကဒီမှာပါခြေထောက်ပြတဲ့လူတိုင်းက performance ကျနေတာမဟုတ်ပါဘူးကျွန်တော်တို့လူခန္ဓာကိုယ်မှာပြန်လည်ထိန်းညှိတဲ့ system ဆိုတာရှိပါတယ်တချို့ e-light အာကစားသမားတွေကဒီခြေထောက်အတွင်းပိုင်းကြွက်သားတွေအားကောင်းတယ်ဒီခြေတလုံးကြွက်သားတွေအားကောင်းတယ်တင်မဆုံကတည်ငြိမ်မှုရှိတယ်အုံနောက်နဲ့ကြွက်သားထိန်းချုပ်မှုမှာလည်း e-light level မှာရှိပါတယ်ဒါကြောင့်ခြေထောက်ပြတဲ့ mechanism ကိုပြန်လည်ပြီးတော့ထိန်းညှိနိုင်ကြပါတယ်ဒါကြောင့်ဒီခြေထောက်ပြတာတစ်ခုတည်းကြည့်ပြီးတော့အာကစားသမားတစ်ယောက်ရဲ့ potential ကိုဆုံးဖြတ်လို့မရပါဘူးနောက်တစ်ခုက balance ဆိုတာကခြေထောက်တစ်ခုတည်းနဲ့ဆိုင်တာမဟုတ်ပါဘူးအုံနောက်ပါအရေးကြီးပါတယ် e-light level အာကစားသမားတွေမှာအုံနောက်ကနေထိန်းညှိတဲ့ system ကအရန်အားကောင်းပါတယ်ဒါကြောင့်ခြေထောက်ပြားနေရင်တော့မှ balance ကိုကောင်းကောင်းပေးနိုင်တာပါခြေထောက်ပြားတဲ့လူတိုင်းကိုခွဲစိတ်မှုလုပ်ဖို့မလိုပါဘူးတကယ်လို့နာကျင်မှုတွေရှိလာတယ်ဆိုရင်တော့မှလည်း exercise တွေလုပ်ပြီးပြန်လဲကောင်းမွန်ပြုလုပ်လို့ရပါတယ်။ဒီကုန်းချုပ်ပြောရရင်ခြေထောက်ပြားတယ်ဆိုတာကအားနည်းချက်မဟုတ်ပါဘူး။ဒါဟာမတူတဲ့ biomechanic structure တစ်ခုပဲဖြစ်နေတာပါ။တချို့လူတွေမှာ injury risk တိုးနိုင်ပေမဲ့ proper training, good muscle control နဲ့ smart rehab တွေရှိရင် e-light level အာကစားသမားတစ်ယောက်တောင်ဖြစ်နိုင်ပါတယ်။ sport health science မှာ perfect body ဆိုတာမရှိပါဘူး။အရေးကြီးတာကကိုယ့် body ကိုနားလည်ဖို့ပါပဲဒေါက်တာစပေါ့မှာအားကစားကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို share ပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့နားထောင်ခြင်းနဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ကြပါဦးနော်။